ဦးငါမိတ်ဆွေကိုပြီးခဲ့တဲ့ဒီ2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာမွန်ပြည်နယ်ကြိုက်ထုမြို့နယ်မှာရှိတဲ့ဒါသူ့ရဲ့နေကနေပြီးတော့ဒါရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးပါတယ်ဖမ်းဆီးပြီးတဲ့နောက်ပိုင်းမှာဒါရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်ရဲစခန်းမှုကနေပြီးတော့တရားလိုပြုလုပ်ပြီးတော့ဒါအမှုဖွင့်တရားစွဲဆိုလိုက်တာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ဦးငါမိတ်ဆွေရဲ့ဒါအလုံးနဲ့ထောင်ဒဏ်3နှစ်ချမှတ်ခံရမှုနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်နှုတ်ဆက်စကားလေးပေါ့ဗျာကျွန်တော်ကိုကြိုက်ထုရဲစခန်းကစခန်းမှုကလာခေါ်တယ်ဗျเนาะလာခေါ်တယ်လာခေါ်ရတဲ့အကြောင်းကလှိုင်မြို့နယ်မှာတဲ့ရန်ကုန်လှိုင်မြို့နယ်မှာကျွန်တော်ကို905ကကြီးနဲ့အမှုဖွင့်ထားပါတယ်တဲ့เนาะအဲ့ဒီကိစ္စနဲ့ကျွန်တော်ကိုလာခေါ်တာပေါ့ဗျာဘုရုံမူကြီးမင်းအောင်လိုင်းပါတယ်တောင်ဆန်းစုကြည်လည်းပါတယ်ခင်ဗျားတို့လည်းပါတယ်အားလုံးပါမြန်မာတွေကတော်တော်ကိုရက်ဆက်ရိုင်းဆိုင်အယုတ်တမာတွေဖြစ်ကုန်ပြီဗျเนาะအယုတ်တမာလူမျိုးတွေဖြစ်ကုန်ပြီနောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးချင်ပါတယ်ဒါကတော့ဒါဦးငါမင်းဆွေပေါ့ဗျာဦးငါမင်းဆွေကဒီအလုံးနဲ့ထောင်ဒဏ်3နှစ်ချမှတ်ခံရတယ်လို့ဒါဒီကနေ့ဒါမီဒီယာတွေမှာဖော်ပြတာတွေ့ရပါတယ်ဒီအချိန်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပြည်တွင်းမှာရှိတဲ့ဒီ VOM သတင်းဌာနကလည်းဒီအချိန်နဲ့ပတ်သက်ပြီးတော့သူတို့ဒါရေးသားဖော်ပြတာတွေ့ရပါတယ်ဒီသတင်းနဲ့ပတ်သက်တော့ဒါ VOM ကကျွန်တော်ဒီပထမဆုံးဒါရေးသားတာပါရေးသားတဲ့ခါမှာလည်းကျွန်တော်တို့ဒီဦးငါမင်းဆွေရဲ့ဒီရှေ့အနေနဲ့မေးမြန်းပြီးတော့သူတို့ရေးသားတာတွေ့ရပါတယ်အဲ့တော့ဦးငါမိတ်ဆွေကိုဦးငါမိတ်ဆွေကဒီကနေ့မလ25ရက်နေ့မှာအင်းစိန်ထောင်တွင်တရားရုံးကနေပြီးတော့ဒီပုံမှန်905ကကြီးနဲ့အလုံးနဲ့ထောင်နဲ့3နှစ်ချမှတ်လိုက်တယ်လို့ဒါဖော်ပြထားတယ်ပြီးတော့ဒီဦးငါမိတ်ဆွေကိုဒါကျွန်တော်ဒီဖန်စီရေးယူလိုက်တာကဒါသူ့ရဲ့ Facebook မှာရောသူ့ရဲ့ဒီ TikTok မှာရောတင်တဲ့ဒီအတန်ဖိုင်တွေရုပ်သံတွေနဲ့ပတ်သက်ပြီးတော့ဒါဖန်စီရေးယူလိုက်တာလို့ဖော်ပြထားတယ်သူ့ကိုဒီဖန်စီထားတဲ့ကာလနဲ့အမိန့်ချတဲ့ကာလကအားလုံးကျွန်တော်တို့4လကျော်ကာလမှာဒါအမိန့်ချမှတ်လိုက်တာလည်းဖြစ်ပါတယ်အဲ့တော့အဲ့မှာသူ့ရဲ့ရှင်းနေဦးငါမိတ်ဆွေရဲ့ရှင်းနေဖြစ်တဲ့ဦးတန်းစောအောင်ပြောတဲ့မွေးတိုင်းကျွန်တော်တင်ပြပါမယ်ဒီချက်လက်ကိုကျွန်တော် VOM မှာဖော်ပြထားပါတယ်လှိုင်မြို့နယ်တရားရုံးပြီးအင်းစိန်အကျဉ်းထောင်တရားခွင်ကားတဲ့ဒီကနေ့အမိန့်ချမှတ်လိုက်ပါတယ်ဦးငါမိတ်ဆွေအကောင့်မှာတင်ထားတဲ့စာတွေကို screenshot ရိုက်ပြီးလှုပ်ထားတဲ့စာ20ကိုတဲ့အမှုတည်ဆောက်ပြီးတော့တရားစွဲတာပါတဲ့ဒါတွေကအကောင့်တုကလှုပ်တာပါတဲ့အကောင့်စစ်ကသူလှုပ်တာမဟုတ်ပါဘူးလို့ညင်းဆိုတဲ့အကြောင်းအပိုင်ရဲစခန်းမှာပြောပါတယ်တဲ့တရားခံဦးငါမိတ်ဆွေဘက်ကသူ့အကောင့်စစ်မဟုတ်ကြောင်း electronic ကိရိယာတွေနဲ့ထောင်ထဲကိုယူခွင့်မရှိတာကြောင့်ကျွန်တော်တို့ဘက်ကတက်သေးပြဖို့အခက်အခဲတွေရှိပါတယ်တဲ့တက်သေးပြဖို့အခွင့်အရေးတွေဆုံးရှုံးခဲ့ရပါတယ်လို့ဦးငါမိတ်ဆွေရဲ့ရှင်းနေဦးတန်းစောအောင်ကပြောတယ်လို့ဒါဖော်ပြထားတာတွေ့ရပါတယ်ဦးငါမိတ်ဆွေကိုပြီးခဲ့တဲ့ဒီ2024ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာမွန်ပြည်နယ်ကြိုက်ထုမြို့နယ်မှာရှိတဲ့ဒါသူ့ရဲ့နေကနေပြီးတော့ဒါရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးပါတယ်ဖမ်းဆီးပြီးတဲ့နောက်ပိုင်းမှာဒါရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်ရဲစခန်းမှုကနေပြီးတော့တရားလိုပြုလုပ်ပြီးတော့ဒါအမှုဖွင့်တရားစွဲဆိုလိုက်တာဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်ဦးငါမင်းဆွေရဲ့ဒါအလုံးနဲ့ထောင်ဒဏ်3နှစ်ချမှတ်ခံရမှုနဲ့ပတ်သက်ပြီးတော့ဒါပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ VOM သတင်းဌာနကဒါသူ့ရဲ့ရှင်းနေနဲ့မေးမြန်းပြီးတော့ကျွန်တော်သတင်းဖော်ပြတဲ့ပုံမှာပြန်ပြီးတော့တင်ပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့သိရတဲ့လောက်ကလည်းဦးငါမင်းဆွေဒါအလုံးနဲ့ထောင်ဒဏ်3နှစ်ချမှတ်ခံတာဒါမှန်ကန်တယ်လို့တော့နှီးစက်တဲ့သူတွေကတော့ဒါအတည်ပြုပါတယ်ဒါတော့ဒီဦးငါမင်းဆွေနဲ့ပတ်သက်ပြီးတော့ဒါတင်ပြပေးတာဖြစ်ပါတယ်ဟုတ်ကဲ့အားလုံးချစ်လာစွာသောမြန်မာများခင်ဗျာကျွန်တော်နှုတ်ဆက်စကားလေးပေါ့ဗျာကျွန်တော်ကိုကြိုက်ထုရဲစခန်းကစခန်းမှုကလာခေါ်တယ်ဗျเนาะလာခေါ်တယ်လာခေါ်ရတဲ့အကြောင်းကလှိုင်မြို့နယ်မှာတဲ့ရန်ကုန်လှိုင်မြို့နယ်မှာကျွန်တော်ကို905ကကြီးနဲ့အမှုဖွင့်ထားပါတယ်တဲ့เนาะအဲ့ဒီကိစ္စနဲ့ကျွန်တော်လာခေါ်တာပေါ့ဗျာเนาะကျွန်တော်ရန်ကုန်ပို့မှာပေါ့เนาะ905ကကြီးနဲ့ကျွန်တော်တရားစွဲရတယ်ဗျာเนาะအဲ့လိုတော့အကြမ်းပြင်းသိရတယ်ဗျာเนาะနောက်တော့အသေးစိတ်တော့ကျွန်တော်ဘာမှမသိဘူးအခုကျွန်တော်လာခေါ်ပြီးကျွန်တော်လိုက်သွားတော့မှာဗျာဟုတ်ကဲ့เนาะအားလုံးချီလာသောမြန်မာများအားလုံးကျွန်တော်နှုတ်ဆက်ပါရယ်မြန်မာပြည်ကြီးအများဆုံးငြိမ်းချမ်းပါစေเนาะကျွန်တော်ကငြိမ်းချမ်းရေးပဲလုပ်တာပါเนาะဟုတ်ကဲ့เนาะအားလုံးအဆင်ပြေကြပါစေအားလုံးဘေးရန်ခတ်သိမ်းကင်းကြပါစေဗျာကျွန်တော်ငါမင်းဆွေပါဟုတ်ကဲ့ပြန်ဆောင်ရမယ်ဗျာတနေ့ကြရင်ဟုတ်ကဲ့အားလုံးချစ်လက်စွာသောမြန်မာများခင်ဗျာကျွန်တော်ကိုလည်းပြောနေကြတယ်ဗျာဘုဒ္ဓလင်ကိစ္စပြောပါဦးဘုဒ္ဓလင်ကိစ္စပြောပါဦးဆိုပြီးပြောနေကြတယ်ဗျာကျွန်တော်လည်းကြားတယ်ဗျာတော်တော်ကို
တော်တော်ကိုတော့စိတ်ထိခိုက်တယ်ဗျနော်တော်တော်လည်းစိတ်ထိခိုက်တဲ့ပြီတော်တော်လည်းရှက်တယ်ဗျနော်ရှက်တယ်ဗျကျွန်တော်ရှက်တာပြောတာပါနော်ပုဒ်တင်ကိစ္စဘယ်သူတွေလောက်တာလဲဟုတ်လားဒီဘက်ကပြောတော့ဟိုဘက်ကလောက်တယ်ဟိုဘက်ကပြောတော့ဒီဘက်ကလောက်တယ်အဲ့တော့ကျွန်တော်အမြင်ပြောရရင်တော့ဘယ်သူလောက်တာလဲဆိုတာရှင်းရှင်းလေးပဲဗျပုဒ်တင်ကိစ္စဒီလောက်ရက်ဆက်ယုံမာတဲ့ကိစ္စယူဘယ်သူလောက်သွားတာလဲရှင်းရှင်းလေးပုဒ်တင်ကိစ္စဘယ်သူလောက်လဲဆိုမြန်မာတွေလောက်တာပေါ့ဗျာမြန်မာလူမျိုးတွေလောက်တာလေအဲ့ဒီထဲမှာကျွန်တော်လည်းပါတယ်ဗျာဘိုးချုပ်မူကြီးမင်းအောင်လှိုင်လည်းပါတယ်ဒေါ်အောင်ဆန်းစုကြည်လည်းပါတယ်နော်ပုဒ်တင်ကိစ္စလောက်သွားတာမြန်မာတွေလောက်သွားတာမြန်မာတွေထဲမှာကျွန်တော်ငါမင်းဆွေလည်းပါတယ်ဘိုးချုပ်မူကြီးမင်းအောင်လှိုင်ပါတယ်ဒေါ်အောင်ဆန်းစုကြည်လည်းပါတယ်ခင်ဗျားတို့လည်းပါတယ်အားလုံးပါတယ်မြန်မာတွေကတော်တော်ကိုရက်ဆက်ရိုင်းဆိုင်အယုတ်တမာတွေဖြစ်ကုန်ပြီဗျနော်အယုတ်တမာလူမျိုးတွေဖြစ်ကုန်ပြီအဲ့တော့အားလုံးမှာတာဝန်ရှိတယ်ဗျအခုအချင်းချင်းတပ်ဖြတ်နေကြတာမြန်မာလူမျိုးချင်းချင်းမြန်မာနိုင်ငံသားအချင်းချင်းတပ်ဖြတ်နေကြတာဒါအားလုံးမှာတာဝန်ရှိတယ်ဒါတွေပြီးဆုံးအောင်နော်အားလုံးမှာတာဝန်ရှိတယ်ဗျဆက်เสียတော်တော်ကောင်းပါတယ်ဗျာနိုင်ငံတကာအလယ်မှာလည်းခင်ဗျာဒီလောက်တောင်မှကိုလူမျိုးချင်းချင်းရက်ဆက်ယုံမှာအချင်းချင်းတွေတပ်ဖြတ်နေကြတာဗျာခင်ဗျားတို့မို့မရှက်တတ်တာရှက်ကြလေဘိုးချုပ်မူကြီးမရောက်လာရှက်ဒေါ်အောင်ဆန်းစုကြည်ရှက်မရှက်ဘူးလားကျွန်တော်ပြောတယ်ဝန်းနေကြပါရှက်တတ်ကြပါခင်ဗျားတို့ရောမရှက်ဘူးလားအကုန်လုံးအဲ့ဒါပဲဗျကိုယ့်အပြစ်ကိုမမြင်ဘူးအကုန်လုံးမှာတာဝန်ရှိတယ်အကုန်လုံးမှာအပြစ်ရှိတယ်ဒီကိစ္စတွေအကုန်လုံးဒီတိုင်းပြည်ကိုဟုတ်လားအကြမ်းမဖက်ရေးတရားဟုတ်လားထွန်းကားအောင်နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနဲ့ဖြေရှင်းတတ်အောင်မေတ္တာတရားထွန်းကားအောင်မလုံနိုင်ခဲ့ကြလို့ပေါ့ဗျာအကုန်လုံးမှာတာဝန်ရှိတယ်မြန်မာနိုင်ငံသားတိုင်းမှာတာဝန်ရှိတယ်လာဗျာတို့တွေအဲ့တော့ကျွန်တော်လည်းခဏခဏပြောတယ်အမတော်အောင်စားစုကြည့်ကိုလှုပ်ပေးလိုက်ဟုတ်လားသူဒီတိုင်းပြည်ရဲ့ငြိမ်းချမ်းရေးလှုပ်ပေးနိုင်သူပဲဒီနိုင်ငံသားတွေရဲ့ဟုတ်လားစိတ်ဓာတ်ကိုသူကအလွှမ်းမိုးနိုင်ဆုံးဗျဒီအကြမ်းမဖက်ရေးတရားကိုဟုတ်လားဒီမေတ္တာတရားတွေကိုသူဟောပြောပေးမှရမယ်ဗျသူဟောပြောပေးဖို့လည်းလိုတယ်သူဟိုတော့ကလည်း1988တဲ့မြန်မာနိုင်ငံရေးတဲ့ဝင်တယ်သူကတော့အကြမ်းမဖက်ရေးလမ်းစဉ်ကြည့်တုံတာပဲဒါပေမဲ့ဒီအကြမ်းမဖက်ရေးတရားတွေကိုသူထိထိရောက်ရောက်သူမဟောပြောသွားတာကျွန်တော်မကြားဘူးဗျပြည်သူတွေကြားမှာသူလုံနေတာဒီ59စလုံးပြင်မှုပုံမှန်436ပြင်မှုဟုတ်လားသမ္မတဖြစ်ဖို့ပဲလိုက်လုံနေတာသူသမ္မတဖြစ်ဖို့ပဲလုံနေတာအဲ့တော့လူတွေမှာအကြမ်းမဖက်ရေးတရားထုံးကားဖို့သူပြောတာကျွန်တော်မကြားပါဘူးဗျာသူဟောပြောပွဲတွေတော်တော်များများကျွန်တော်ရောက်ပါတယ်နော်နိုင်ငံအနှံ့ကျွန်တော်လိုက်နေတာအမဆုနောက်အဲ့တော့အမဆုလှုပ်ပေးမယ်ဆိုရင်လှုပ်ပေးလိုက်ပါဗျာဒီလိုတွေဟုတ်လားတိုင်းပြည်မှာဒီလိုပုံကူတွေနော်ထိမ့်မှရတော့မယ်ဗျာနော်ဟုတ်ပြီဗျာအဲ့ကျွန်တော်ဒါပုဒ်တင်ကိစ္စကျွန်တော်ပြောတာပါပုဒ်တင်အဲ့ဒါပဲမြန်မာပြည်အညာငြိမ်းချမ်းပါစေဗျာကျွန်တော်ငါမစ်ဆွေပါ